ကတော့တံမြာပင်ရဲ့အကြောင်းကိုအပိုင်းနှစ်အနေနဲ့ပြောပြမှာဖြစ်ပါတယ်ဒီတံမြာပင်ရဲ့တံမြာသီးနဲ့တံမြာအခောက်ကိုဘယ်လိုအသုံးပြုရလဲဆိုတော့တံမြာပင်ရဲ့အခောက်5ချက်သားကိုရေ90သားနဲ့ထပ်ဝက်ခန့်ကျူပြီးတော့တစ်ခွက်စာကို2ချက်သားလောက်မနှက်ညတောက်ပြီးမယ်ဆိုလို့ရှိရင်တော့အဖျားယောဂါကိုတက်တာပျောက်ကင်းစေတတ်ပါတယ်တရေကြီးတဲ့ယောဂါကိုတံမြာကြီးတစ်နက်ထမင်းစားတိုင်းစားပြီးမယ်ဆိုလို့ရှိရင်တော့တရေကြီးတဲ့ယောဂါတက်တာပျောက်ကင်းစေတတ်ပါတယ်အစာမစားမီမှာဂျင်းကြောက်၄ပဲသားသိန်းတော်၈ပဲသားနဲ့တံမြာကြီးကိုဖြော်ပြီးတော့တောက်ပြီးမယ်ဆိုလို့ရှိရင်တော့ဝမ်းမီးကိုတောက်စေတတ်ပြီးတော့အစာကျူလွယ်စေတတ်ပါတယ်အစာမကြေလေပြည့်တဲ့ယောဂါလေနာတလိပ်ခဲတဲ့အနာတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်။10နှစ်အောက်ကလေးငယ်တွေစီးချုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့တံမြာစီကိုကြိတ်ပြီးတော့ချက်မအောင်မယ်။အဲ့ဒီပေါ်မှာစံစည်းရည်လေးကိုဆွဖြန့်ပေးမယ်ဆိုလို့ရှိရင်တော့စီးရွှင်စေတတ်ပါတယ်။တံမြာစီဟာပုဂ္ဂိုလ်နိုင်တဲ့တတ္တိရှိပြီးတော့တံမြာစီကိုပြုတ်မယ်။အဲ့ဒီပြုတ်လိုက်ရတာတဲ့တံမြာစီကိုပြရင်နဲ့ရော့ပြီးတော့မနေ့တစ်ချိန်ညတစ်ချိန်မှန်မှန်စားပေးမယ်ဆိုလို့ရှိရင်တော့ကင်ဆာကဲသို့သောဝေဒနာတွေကိုယောဂါတွေကိုတက်တာပေါ်ပါစေတတ်ပါတယ်